အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးတော့အခုကြော်မတော်တယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြမယ်ကျွန်တော်အကွက်တစ်ခုပြမယ်ကြာချိုးတယ်ကျွန်တော်ပြောတယ်မင်းကပထမလုပ်တဲ့ဗီဒီယိုမှာတော့ကျွန်တော်လုပ်ခဲ့တာကြားပေါ်မှာပေါ့ဒါပေမဲ့ကျွန်တော်ကရေရှိတယ်ပေါ့အသက်အန္တရာယ်လုံးဝမများဘူးပေါ့ဒီနေ့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုဆော့ပြမယ်မြန်မာနိုင်ငံမှာဘူးကမလုပ်သေးတဲ့အကွက်တွေပဲလုပ်ပြမယ်ဒီကံမှာဒီဘောကချောင်းထောင်ပြီးတော့ထောင်ပြမယ်တစ်ဖက်ကအာယူပြီးတော့တစ်ဖက်ကထောင်ပြမယ်အမြည်ပဲတော့ဒီကြည့်တော့အမြည်ပဲတော့ဒီမှာနေတာကြောက်ကြလို့ရှိရင်အကျိုးတွေပဲရှိတယ်အဝေးစပြီ